ဆိုင်မှာကောင်မလေးတွေညားနေရတဲ့အကြောင်းပြချက်ကိုသိတယ်လုပ်ပြီးတဲ့ stylist တွေကတော့ယောက်ျားလေးတွေကြီးအဲ့ဒါကောင်မလေးညားနေတယ်ဒီရရောက်ပြီဆိုတော့ခေါင်းမိုးတက်ချိန်လိုက်ပါဦးမယ်အရင်တစ်ခေါက်လုံးနေကြဆိုင်ကအစစ်မပြေရနဲ့အခုဆိုင်ရအမတယောက်ကိုမေးထားပြီးတော့နောက်တစ်ဆိုင်ကိုတော့ try ကြည့်လိုက်ပါဦးမယ်ကဲအဆင်ပြေမပြေဆိုတာကတော့ဂျပန်ထွက်လာတဲ့ result လေးကိုတစ်ချက်ကြည့်ပြီးကြပါရှင်ဒီခဲဆဲပေါ့နော်ချီပါချူရဲ့ဟိုဘက်အချမ်းမှာရှိပါတယ်အဲ့တော့ဒီတက်တက်ရနေတော့ပါမယ်ဆေးဒီဘက်ပေါက်ကိုထွက်လာလိုက်ရှိဟိုမှာပါဒီပန်းကလည်းစပရင်းကလည်းတရက်ဝင်ရက်လို့မရလည်းအမှရက်နေကြဖမ်းခံရင်ဒါခံရတယ်ပေါ့နော်လူတွေလည်းကျမတော့ဟိုဘက်အချမ်းမှာရက်ခဲ့ပါတယ်โอเคစောနေပြီးတော့ကျမဒိုင်ဆိုမှာဝင်ပတ်နေရပါဒီဒါကတော့ကျမရဘာမှမလုပ်ရသေးတဲ့စပင်းပေါ့နော်အောက်မှာကမြက်တောင်လို့မြက်ခုံးလို့လောက်တာပါပေါ်မှာတော့စပင်းလောက်တာပေါ့နော်ဆိုတော့ကျမဒီကနေနှလွားအောင်တက်ပါမယ်ဒီဒီတူတက်တာလေဆိုင်ရတော့အကျယ်ကြီးဟုတ်ပေါ့နော်ဒီလောက်လေးပါပဲဒီဆိုင်မှာကောင်မလေးတွေညားနေရတဲ့အကြောင်းပြချက်ကိုသိတယ်လုပ်ပြီးတဲ့ stylist တွေကတော့ယောက်ျားလေးတွေကြီးအဲ့ဒါကောင်မလေးညားနေတယ်စောပြီးတော့ကိုကခဏထိုင်ဆောင်ရအောင်ထိုင်ဆောင်နေတာဒါပြီးပြပါတယ်မဂဇင်းကတော့အဆင်မြင့်တယ်မဂဇင်းဟိုနဲ့ကြည့်ပြမလို့စာအုပ်နဲ့ကြည့်ပြမလို့ကိုယ့်အတက်ကိုတပ်ပနဲ့ကြည့်အောင်မရှင်အဆင်မြင့်လာပြီနော်တဖို့ယူဖတ်လိုက်နော်ဖတ်တော့မြစ်လိုက်ပါမယ်綺麗にお願いしますVixen on the beat. Okay, စပင်းတော့လှုပ်လို့တော့ပြီးပါပြီ။ဟိုလေကိုကစိုးကျင်တဲ့ကာလာကကြတော့တောက်ကြိုက်ပေမဲ့လေဘယ်လိုပြောရမလဲဟိုကအယောင်မချွတ်ချင်တဲ့ကာကြတော့လေစင်မပြေဘူးပေါ့နော်။အယောင်မချွတ်ချင်တော့ဒီလောက်ပဲရတာ။မှောင်နေတဲ့တိတ်တော့မမြင်ရ။ဆိုင်မှာတော့အလင်းရောင်နေတော့နည်းနည်းလေးတော့မြင်ရတယ်ပေါ့နော်။ Okay လှုပ်လို့ပြီးပါပြီ။ပြန်လိုက်ပါမယ်ရှင်။ You are my beautiful love, a whisper in the night, a gentle dove. When the stars align and faith feels right, hold me close, hold me tight. ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျမရဲ့ channel ကတော့ဂျပန်မှာနေ့စဉ်ဖြစ်တတ်မှုဘဝလေးတွေနဲ့ဂျပန်ရဲ့အကြောင်းအရာလေးတွေကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel ဖြစ်ပါတယ်။အပတ်စဉ်အင်္ဂါနဲ့တောက်ကြဂျပန်စံတော်ချိန်ည9:00 နာရီတိုင်းမှာတင်ပေးနေပါတယ်နော်။ကျမရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ subscribe လေးလုပ်ခဲ့ပါဦးနော်။ like and comment လေးလည်းလုပ်ခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye